အခါတော့တင်ကြံပွဲမှာသူဆုံးခဲ့လေတာပိတ်လာတော့လဲကွာစိတ်မချနိုင်ဘူးဗျာတပတ်သူမဦးခင်ရေတစ်ခွက်တော့လောင်းပြီးပြစေခြင်းအခါတော့တင်ကြံပွဲမှာသူဆုံးခဲ့လေတာပိတ်လာတော့လဲကွာစိတ်မချနိုင်ဘူးဗျာတပတ်သူမဦးခင်ရေတစ်ခွက်တော့လောင်းပြီးပြစေခြင်းဘယ်တော့ပဲလေးပန်းတောင်းနေတဲ့သူရဲ့ဘုံကျိုးပြတ်တဲ့နမဲလေးလူကွယ်ဘုံကျိုးပြတ်တဲ့နမဲလေးလူကွယ်ဘယ်တော့ပဲလေးပန်းတောင်းနေတဲ့သူရဲ့မဆန်ဆန်ရှိပလားလေးနဲ့ရှိကစားကြမှုထလောင်သူရဲ့မင်းမိုင်းနေရဲ့ပြိုင်သူရှောင်းလာတဲ့သူလေးရဲ့ဆုံးမဲ့ဆိုပါနဲ့ခင်ရဲ့ဘောင်ကြီးပြင်ရင်ကွယ်တင်ခေါ်သွားရင်လည်းနောက်နေ့မှပြန်ဆုံးမဲ့မဆိုရဘူးခင်ရဲ့ဘောင်ကြီးပြင်ရင်ကွယ်တင်ခေါ်သွားခြင်းနဲ့ရရှိစွာရေကစားကြလို့မျိုးရဲလျှောက်လို့ခက်ကာတူလဲသူမနေနဲ့ကွယ်ဒီကြံပြီးရင်လိုက်ဖို့အတူပြင်ကွယ်တင်ကြံပွဲမှာသူဆုံးခဲ့လေတာပိတ်လာတော့လဲကွာစိတ်မချနိုင်ဘူးဗျာတပတ်သူမဦးခင်ရေတစ်ခွက်တော့လောင်းပြီးပြစေခြင်းအခါတော့တင်ကြံပွဲမှာသူဆုံးခဲ့လေတာပိတ်လာတော့လဲကွာစိတ်မချနိုင်ဘူးဗျာတပတ်သူမဦးခင်ရေတစ်ခွက်တော့လောင်းပြီးပြစေခြင်းဘယ်တော့ပဲလေးပန်းတောင်းနေတဲ့သူရဲ့ဘုံကျိုးပြတ်တဲ့နမဲလေးလူကွယ်ဘုံကျိုးပြတ်တဲ့နမဲလေးလူကွယ်ဘယ်တော့ပဲလေးပန်းတောင်းနေတဲ့သူရဲ့မဆန်ဆန်ရှိပလားလေးနဲ့ရှိကစားကြမှုထလောင်သူရဲ့မင်းမိုင်းပြည့်ရဲ့ပြိုင်သူရှောင်းလာတဲ့သူလေးရဲ့နောက်နေ့မှပြန်ဆုံးမဲ့ဆိုပါနဲ့ခင်ရဲ့ဘောင်ကြီးပြင်ရင်ကွယ်တင်ခေါ်သွားရင်လည်းနောက်နေ့မှပြန်ဆုံးမဲ့မဆိုရဘူးခင်ရဲ့ဘောင်ကြီးပြင်ရင်ကွယ်တင်ခေါ်သွားခြင်းနဲ့ရရှိစွာရေကစားကြလို့မျိုးရဲလျှောက်လို့ခက်ကာတူလဲသူမနေနဲ့ကွယ်ဒီကြံပြီးရင်လိုက်ဖို့အတူပြင်ကွယ်